ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းဟိုတယ်ဆောင်ရှိဟိုတယ်မိုတယ်အသီးသီးမှာတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းများရဲ့စွမ်းဆောင်ရည်ကိုပုံမှန်မြင့်တင်ပေးနိုင်ရန်ရည်ရွယ်ပြီးဟိုတယ်ဆိုင်ရာဝန်ဆောင်မှုတင်နန်းများအပတ်စဉ်73တင်နန်းစင်းပွဲအခမ်းအနားကိုဒီကနေ့မနက်ပိုင်းမှာနေပြည်တော်ဟိုတယ်ဆောင်တစ်ရှိမင်္ဂလာသီရိဟိုတယ်မှာကျင်းပပြုလုပ်ရာအားကစားနယ်လူငယ်ရေးဝန်ကြီးဌာနနဲ့ဟိုတယ်နှင့်ခီးသွွားလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဂျန်ဖန်တော်တောင်တက်ရောက်မှာစကားပြောကြားရမှာဟိုတယ်ဝန်ထမ်းများအနေဖြင့်လာရောက်တွေ့ကိုတဲ့ဧည့်သည်တော်များအတွက်သာမကနိုင်ငံတော်အဆင့်ခမ်းနားများအစည်းအဝေးများပါအစားအစာဖြင့်တဲခင်းအိတ်ခမ်းရေးဆိုင်ရာဝန်ဆောင်မှုပေးရမှာလည်းပြည်စုံကောင်းမွန်စေရန်ကြိုးစားကြမှာဖြစ်ပါကြောင်းယခုကဲ့သို့တင်နန်းများစဉ်ဆက်မပြတ်ဖွင့်လှစ်ပေးခြင်းဖြင့်ဟိုတယ်နှင့်ခီးသွွားကဏ္ဍမှာလိုအပ်လျက်ရှိတဲ့လူစွမ်းရင်းမြစ်များအားပြုစုပြောထောင်ရမှာအထောက်ပံ့ဖြစ်စေပါကြောင်းဝန်ဆောင်မှုကောင်းမွန်စေရေးနဲ့နိုင်ငံရဲ့ခီးသွွားလုပ်ငန်းစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြစီလိုပါကြောင်းတိုက်တွန်းပြောကြားပါသည်အဲဒီနောက်မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းနေပြည်တော်ဆောင်ဥက္ကဋ္ဌကတင်နန်းစင်းကွန်ပျူတာစကားပြောကြားပါသည်ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးသည်တင်နန်းပါဒူးကျော်စုရရှိကြတဲ့တင်နန်းသားတင်နန်းသူများအားကွန်ပျူတာများပေးရချစ်မြတ်ပြီးအမြဲတမ်းအတွင်းကတင်နန်းလေးပြဆရာဆရာမများအားကွန်ပျူတာမှတ်တမ်းများပေးရချစ်မြတ်ကမြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းနေပြည်တော်ဆောင်ဥက္ကဋ္ဌကတင်နန်းသားများအားတင်နန်းစင်းကွန်ပျူတာလက်မှတ်များပေးရခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ